တ်ချဖို့အတွက်အကောင်းဆုံး workout တွေရှာနေတယ်ဆိုခဏလေးရက်ပါဒီနေရာမှာပြောစရာရှိတယ် workout လုပ်တာဝိတ်ချဖို့လားညီတို့တော့လှုပ်ရှားမှုမျိုးမဆိုဝိတ်ချစေနိုင်တဲ့ကယ်လိုရီလောင်ကျွမ်းမှုအတွက်အထောက်အကူပြုတယ်ဒါပေမဲ့ခန္ဓာကိုယ်ကြီးဝိတ်ချသွားဖို့ကယ်လိုရီ deficit ဖြစ်ဖို့လိုတယ်ကျွန်တော်ပြောခဲ့ပြီလေ့ကျင့်ခန်းဘာလို့လုပ်ရမလဲဆိုရင်ကျွန်တော်ခန္ဓာကိုယ်ကြီးရဲ့ကြွက်သားတွေတန်ဆွမ်းမှုကိုရင်းဇီဝဖြစ်စဉ်မြန်ဆန်လာဖို့ခန္ဓာကိုယ်အချိုးအစားလာပါဖို့ဟော်မုန်းတွေကောင်းမှုဇီဝဖြစ်စဉ်ကတနေ့ကုန်ကယ်လိုရီလောင်ကျွမ်းမှုအတွက်အထောက်အကူပြုဖို့လေ့ကျင့်ခန်းလုပ်တဲ့အခါမှာရည်ရွယ်ချက်ရှိရတယ်ခုံပေါက်လှုပ်ရှားလိုက်အောင်တတ်တဲ့လေ့ကျင့်ခန်းမမြည်ဘူး activity တာဖြစ်တယ်ဒီလေ့ကျင့်ခန်းလုံးရည်ရွယ်ချက်နဲ့လုပ်မယ်ဒီ workout ဒီကိုယ့်အတွက် strength တိုးတက်အောင်လုပ်ချင်တာလား flexibility တိုးတက်အောင်လုပ်ချင်တာလား speed တိုးတက်ချင်တာကိုဘာကြောင့်လုပ်ချင်တာလဲဆိုတော့ရည်ရွယ်ချက်ရှိဖို့လိုအပ်တယ်ဝိတ်ချဖို့တတ်ကတော့ calorie short ဆိုတာလမ်းလျှောက်အောင်လည်းခင်ဗျာဝိတ်ချတွေးစရာတစ်ခုကျရင် yes လို့မှတ်ပေးပါကျွန်တော်9နိုင်ဦးပါကျေးဇူးတင်ပါတယ်